တဲ့တခင်ရဲ့လေးလမ်းခဲ့ပါမိပါငမြင်ခဲ့ပါတော့လေကိုရကြလာရလဲမောင်ဆာလို့ဒီဆက်တဲ့တခင်ရဲ့လေးလမ်းခဲ့ပါမိပါငမြင်ခဲ့ပါတော့လားကိုရကြလာရလဲမောင်ဆာလို့ဒီအလုံးမပြေပါမပြေတော့တူတခင်ရဲ့လေးလမ်းခဲ့ပါမိပါငမြင်ခဲ့ပါတော့လေကိုပြတ်ထားလာရလဲမောင်ဆာလို့နေပန်းစတဲ့တခင်ရဲ့လေးလမ်းခဲ့ပါမိပါငမြင်ခဲ့ပါတော့လေကိုပြတ်ထားလာရလဲမောင်ဆာလို့နေအလုံးမပြေပါမပြေပါပါဒီဒီဟေးကျော်ရမ်းလို့ချက်တူတော့ဘာလို့မမြင်ကြလဲခိခိကလေးအရင်စရပါဘူးနလနာချမနာနေပြီအင်းချင်းပတ်ခတ်တဲ့တူတီလောကဒီမခံနိုင်ရပြေခနာလေးခတ်တဲ့တူကိုဝါဒီမခံနိုင်ရပြေခနာလေးဟေးတူပြောင်းပြောင်းချေပေးပြောင်းပြောင်းချေဟုတ်ပြီအစမေးချေရတယ်ဟုတ်တယ်ချင်ပါလေဟောစမေးဘယ်ရတယ်ဟုတ်ချင်ဘယ်တချင်လဲရှေပင်မနာတော့ရှေချီလေးပေါ့ဝေပင်မနာတော့ငွေချီလေးပေါ့စမနေချစ်ချစ်တဲ့ပြနာမီမြန်လေးတော့ကိုဟာနီချက်ကကလေးပေါ့ဟုတ်ပြီဒါလေးကအမေမိုင်းကြီးကိုကြရလိုက်တာကြီးကြရဟုတ်ပြီဒုတိယဆရာမကဘာလို့လဲဆိုတော့အမေမြချီချင်းတော်ဝင်မြိုင်းနေဟုတ်ကဲ့အမေမြချီချင်းတော်ဝင်မြိုင်းကဘလို့အကောက်တွေမှာနာမည်ကြီးခဲ့တာလဲဆိုတော့ဟိုးရင်ကသူကသူ့ရဲ့ကပြီဆိုသူကသူ့ရဲ့ခြေထောက်လေးထဲမှာခြေချင်းလေးတွေဝစ်ပြီးတော့ကတယ်ဟုတ်တယ်အဲ့ကျမမှလည်းခြေချင်းပါတယ်ဘယ်မှာတော့ဟာခြေချင်းမပြောနဲ့ခြေတောင်ပဲအစုပ်ကျမရဲ့ခြေချင်းကိုရုပ်အားချောတဲ့သူမှမြင်ရဟေးနေ့ခြေချင်းရောက်ဝင်လို့ပါလားမျက်ချစ်စူးရဲ့မျက်ချစ်စူးရဲ့မျက်စိရတောင်စူးတယ်တကယ်ခြေချင်းကြီးနေတာနဲ့မလေးဘူးလားအဲ့လောက်ကြီးလို့ထင်းနေအကြီးပဲဂျုံစီထားတာလဲကြောက်တယ်လားဟာလားဗရမ ्या ရလားဘာတွေတော့စိတ်နေလားမိုင်းလိုက်တာဟဲ့ခြေချင်းမှာပြူးလို့ပြောင်းလို့ဝင်းလို့ပဲကိုတော့မလာဘူးပြောမခံနိုင်ဘူးရဲချာမှာပဲအဲ့ဒါသမီးကခြေထောက်လေးတွေကိုထုတ်ပြီးတော့ကမယ်ဟုတ်ပြီဆိုတော့တက်ဂျီဘလို့တုတ်တက်ဂျီဘလို့တုတ်ဟိုတော့တချင်းကပြင်းနေနော်ပြင်းနေအခုလေကြောင်ရောင်းမြမှာလည်းနာမည်ကြီးခဲ့တယ်ဟွာလေတောက်မထက်လေးဆိုခဲ့တယ်လေချစ်ချင်းလို့ပိုးမချတယ်မတော့ချလူသားများရဲ့ဆယ်လာလို့ယူမှုပဲလားသိနေချင်မတာလေလာပြောတယ်ကိုမြရဲ့တင်းကောင်းလေးပါမယ်အဲ့ဒါဆိုရင်ကောင်းမလားလို့ဆိုလိုက်ပါတော့လားလို့ဆိုမလို့အဲ့လားသမီးကြိုက်တယ်အဲ့ဒါသမီးကိုသုံးမလားချိုးပြီတကယ်ဆိုမနော်တကယ်ဆိုမရှေပင်မနာတော့ရှေချီလေးပေါ့ဝေပင်မနာတော့ဝေချီလေးပေါ့စမလေးချစ်ချစ်တဲ့နာမီဒီလေးတော့ကိုဟာလေးချင်ရလေးပေါ့တော်လေးရဟိုတချင်းလေးကဆုံးတယ်လို့ဟုတ်တယ်
အဲ့တော့ဆိုလိုက်လဲဆိုတော့ ဆိုလိုက်ဘူး ဆိုလိုက်ဘူးပေါ့ ဆိုလိုက်ဘူးပြောတော့じゃမိဘနဲ့ပတ်သက်တဲ့တခြင်းနဲ့မေမေပြင်ပြီးတာပဲ မိဘနဲ့ပတ်သက်တဲ့ချင်းလား မေမေပါတယ်လေမိဘနဲ့ပတ်သက်တာပေါ့ အဲ့တော့ဒီကတကယ်ဆိုပေးမယ် တကယ်ဆိုပြီး တကဒီတက်ဒီတက် ဒီတခါ အဲ့လိုဆိုမယ် အဘိ အခုကဘယ်သူကိုကြောက်ရမှာလဲဆိုတော့အမေမထွေးလေးကဘယ်လိုအကောက်ရမှာနာမည်ကြီးခဲ့လဲဆိုတော့သူကကလနာခက်တဲ့ကျမတို့ရဲ့မင်းသမီးဆိုတာကလေမင်းသမီးမမှန်ရဲ့ဒီ3000နဲ့တထားရှိရဲ့ကလကရာကြီးကိုဝဲခတ်မှသာမင်းသမီးလို့မြည်တာပါရှင် ဟလာ3000နဲ့တ မ ထွား ချင်းမင်းသမီးမထမိန်တဲ့ ဟလာဟလာ3000နဲ့တထွား ဟုတ်တယ် မယုံဘူးမယုံဘူး ဘယ်လိုလား ဟာမယုံငါစမ်းကြည့်မှာ ဟုတ်တယ် တောင်ကြည့်မှာနော်မရအောင်3000နဲ့တထွားနော်ခမရမတောင်ညွန်းသူ့ဟာပဲတောင်မှာ နင်းတော့ဒီဘက်လာတာ ဟမ်အော်အဲ့ဘက်ကလာတောင်ရမှာတောင်နာတောင်သူကဘယ်ရွေးတယ်တော့ပါတန်းတော့3000နဲ့ တထွား မယုံငါတောင်ကြည့်မှာနော် တောင်း အဲ့တော့ကမလေးငါတောင်တော့မယ်နော် တောင်းနေမမရောရင်တို့တဆိုင်တို့တောင်းခိုင်း ငါတကယ်တောင်မှာနော်ကမလေးကသဘောကောင်းနေ တော စီ င်း သား ရင်းနေတောင်းကြကြ သဘောကောင်းနေ ဘာတော့ပြော အဲ့ဒါဆိုငါတောင်တော့မယ်နော်တောင်လိုက်ပြီနော်တောင်ပါခဲ့တရောင်ကမလေးငါတကယ်တောင်မှာနော်တောင်ပါခဲ့မဟုတ်ပြိတ္တရှိပြီးတော့ရှက်ကွဲသွားမယ်ငါတောင်မယ်နော် နေမတောင်းရင်ငါကိုယ်တိုင်တောင်းပေးလိုက်ပါနော် နှစ်တောင်ဟုတ်တယ်နှစ်တောင်ထပ်တောင်မယ်နော် ဟာတောင်း ရာသေးရမလားတောင်လို့တော့ရာသေးရမလားတော့ကြရှက်ကွဲသွားမှဆိုလို့မပြည့်ရင်မဟုတ်ဘူးငါဒါတွေတိတ်နားလဲတာမဟုတ်ဘူးသုံးတောင်လက်တအုပ်လက်တအုပ်အစာမခိုးဟာအကြိုက်ပဲတကယ်ကြိုက်တယ်လက်တအုပ်စားတော့ပိုနေသေးတယ် ဘာ အစာမခိုးပဲထည့်ပေးဒါကြည့်အောင်ဆက်ချက် ဟဲ့အမေမထွေးလေးကသူကကတဲ့အချိန်မှာသူ့ရဲ့ခြေလုံးသားလေးမပေါ်အောင်ခတ်တယ်တဲ့အဲ့ဒါသမီးကိုဖိတက်တက် ဟုတ်ပြီဖြည်းဖြည်းတက်ထွက်ပြေးလိမ့်မယ် ငါအကြီးမလို့နော်လက်တရား ဟုတ်တယ်ရုံနဲ့ကိုလိုက် ဟုတ်တယ်တကယ်လို့ပါ哎呀，水边嘛那的水池里包，水边嘛那的水池里包，什么你吃吃吃别拿米面里呀，可怕你亲眼个里包。